ဖလားသုံးလုံးရခဲ့တဲ့ရာသီကထက်ဟာလန်ပိုကောင်းနေကြောင်းဂွာဒီယိုလာပြောကြားမန်စီးတီးနှိပြဂွာဒီယိုလာကတိုက်စစ်မှုဟာလန်ဖလားသုံးလုံးရခဲ့တဲ့ရာသီကထက်ပိုကောင်းနေတယ်ဆိုပြီးတော့မန်ယူနဲ့ပွဲပြီးမှချီးကျူးပြောဆိုလိုက်ပါတယ်မန်စီးတီးအသင်းဟာတနင်္ဂနွေနေ့ကရှင်ပြိုင်ကစားခဲ့တဲ့မန်ချက်စတာဒါဘီပွဲစဉ်မှာတော့မန်ယူအသင်းကို3ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးဟာလန်က2ဂိုးသွင်းယူပေးခဲ့ပါတယ်ဟာလန်ကဒီဟာဒီပရီးမီးယားလိဂ်၄ပွဲကစားရမှာ9ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီးပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်းဦးဆောင်ရပ်တည်လျက်ရှိနေပါတယ်ဒါပြင်သူအနေနဲ့မန်စီးတီးကစားသမားဘွားပရီးမီးယားလိဂ်အင်ကွန်ပွဲ90ပြည့်မှာတော့ဂိုး90ပြည့်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အာလင်းကမန်စီးတီးကစားသမားဘွားကိုအစပြုကြတဲ့ကမြို့နိုင်စရာကောင်းတဲ့သူပါ။ဒါပေမဲ့ဒီဟာဒီမှာတော့သူကပိုကောင်းနေပါတယ်။ဖလားသုံးလုံးရခဲ့တော့ကချက်တာမှပို့ပြီးတော့ကောင်းနေတယ်လို့ကျွန်တော်ပြောနိုင်တယ်။သူကတက်ကြွလွန်းနေပြီးတော့သူဂိုးဘယ်လောက်သွင်းနိုင်မလဲဆိုတာကိုတော့ကျွန်တော်မပြောနိုင်ပါဘူး။ဂိုးတွေသွင်းပြီးအသင်းကိုအကူအညီပေးနိုင်မှုအလိုရှိပါတယ်ဆိုပြီးတော့ဂွာဒီယိုလာကပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။